မင်္ဂလာပါရှင်2025ခုနှစ်မတ်လ12ရက်နေ့ဗုဒ္ဓဘုနေ့မေယူချဲတဲ့မြန်မာဘာသာပြန်အစီအစဉ်မှကျမလှလှဝင်ပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းကားကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိရိုဟင်ဂျာဒုက္ခသည်စခန်း၌တနက်ပစ်ခတ်မှုဖြစ်ပွားခဲ့မှုကြောင့်လူတအုပ်သေဆုံး3ဦးဒဏ်ရာရရှိမှု၏နောက်ွယ်ကတဟိနိဆန်လူတအုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါခြင်းမူရစေဝါရောင်းဝယ်ဖောက်ကားသူလို့လူသိများတဲ့ Camp 8 ဘာလူခါလီဝမ်းနိုင်နေထိုင်သူအဘူလ်ကာစိန်ဘာနေဂျာဟူစိန်သည်Arakan Army ကြောချောက်နောက်ခံပြုပြီးဒုက္ခသည်စခန်းများတွင်မတိမငြိမ်စုပူမှုဖြစ်လာစေရန်စီစဉ်နေကြောင်းဒုက္ခသည်တွေကပြောဆိုပါကြဘင်္ဂလားမြန်မာနှစ်နိုင်ငံနယ်စပ်တလျှောက်၌မြန်မာဘက်ကရခိုင်ကျအေးလက်အောက်ကျရောက်လာခဲ့ပြီးနောက်နယ်စပ်ကနေတရားမဝင်တိုက်ဆောင်လာတဲ့မူရစ်စေဝါကိုတိုင်ရောင်ဝယ်သူအဘူလ်ကာစိန်သည်ရခိုင်ကျအေးအဖွဲ့နှင့်ဆက်ဆံရေးကောင်းတွေထားရှိပြီးဒုက္ခသည်စခန်း၌မတိမငြိမ်စုပူမှုဖြစ်စေရန်ရည်ရွယ်ချက်ဖြင့်မတ်လ10ရက်နေ့ညတွင်တနက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးအဲ့ဒီဖြစ်စဉ်တွင်လူတအုပ်သေဆုံးခဲ့၍တခြား3ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်2019ခုနှစ်ကစပြီးဘင်္ဂလားဒုက္ခသည်စခန်းများ၌မတိမငြိမ်စုပူမှုဖြစ်ပွားစေရန်ကြံစည်မှုသည်ရိုဟင်ဂျာလက်နက်ကိုင်အချင်းချင်းအယူဝါဒကွဲပြားမှုကြောင့်ဖြစ်လာခြင်းဟုကောက်ချက်ချပေမယ့်အမှန်တကယ်မှာဒုက္ခသည်စခန်းများ၏ပြပပယောဂများနှင့်သွေးထိုးလှုပ်ဆောင်မှုတွေရဲ့အောက်မှာဖြစ်ပွားခဲ့ကြလို့လိလာသူတွေကဆိုပါကြမူရစေဝါကူတန်ရောင်းဝယ်သူအဘူလ်ကာစိန်သည်ရခိုင်ကျအေးထံမှပေးပို့နေတဲ့မူရစေဝါတွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံ၏မူရစေဝါရောင်းဝယ်သူများတို့ဖြန့်ဖြူးရောင်းချနေလျက်ရှိနေတာကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိရိုဟင်ဂျာဒုက္ခသည်စခန်း၌မတိမငြိမ်စုပူမှု၏နောက်ွယ်ကArakan Army နိုင်ငံရေးအရာအမျက်ထုတ်မှုတွေရှိနိုင်တယ်လို့ Zero Crime in Refugee Camps လှုပ်ရှားမှုအဖွဲ့၏ခေါင်းဆောင်ကဆိုပါကြ။ Camp 8 ဘာလူခါလီဝမ်း၌ဖြစ်ပွားခဲ့တဲ့တနက်ပစ်ခတ်မှုကြောင့်လူတွေသေဆုံးဒဏ်ရာရရှိမှုသည်အစ္စလာမ်ဘာသာဝင်တွေရဲ့ရမဒန်ဥပုသ်လရောက်လာကြတဲ့ ARA Arakan Rohingya တပ်ဖွဲ့အားဦးဆောင်သူရဲ့မိသားစုကCamp 8 မှာနေထိုင်တဲ့ရိုဟင်ဂျာဒုက္ခသည်မိသားစုများအားလုံးကိုအခြေခံလိုအပ်ချက်များစွန့်လူပေးလေရှိပြီးရမဒန်ဥပုသ်လမှာလည်းအလားတူလုပ်ခဲ့ပါကြ။တခြားတစ်ဖက်တွင်မူရစေဝါရောင်းဝယ်ဖောက်ကားသူလို့လူသိများတဲ့ Camp 8 ဘာလူခါလီဝမ်း၌နေထိုင်သူအဘူလ်ကာစိန်ကဒုက္ခသည်စခန်းများတွင်မတိမငြိမ်စုပူမှုဖြစ်လာစေရန်ရည်ရွယ်ချက်ကိုဥထိပ်ထားပြီးARA ကဲ့သို့အလို့ဒါနပြုမည်ဟုကြေညာခဲ့မှုကြောင့်သက်ဆိုင်ရာဒုက္ခသည်စခန်းလုံးကျုံရေးရဲကင်းစခန်းကတစုံတရာပြဿနာပေါ်ပေါက်လာမည်ဟုစိုးရိမ်ပြီးတားမြစ်ခဲ့ပြီးနောက် ARA ကိုရန်ပြုမှုစခဲ့တယ်လို့ဆိုပါကြ။မကြာသေးမီကအဘူလ်ကာစိန်သည် RSO ကနေကွဲထွက်ခဲ့တဲ့တပ်ဖွဲ့ဝင်ဟောင်းများကိုARA အပေါ်မနာလိုမှုတွေကိုတန့်ပြန်ဖို့စူးစီးခဲ့ကြောင်းCamp 8 ရဲ့ခေါင်းဆောင်တွေကပြောဆိုပါကြ။ပြီးခဲ့တဲ့မတ်လ10ရက်နေ့ည9:00နာရီခန့်အချိန်တွင်အဘူလ်ကာစိန်ရဲ့မူရကိုင်းအဖွဲ့တွေက၎င်း၏အနီးပတ်ဝန်းကျင်၌နေထိုင်တဲ့ ARA အဖွဲ့ဝင်3ဦးအားတိုက်ခိုက်ခဲ့မှုကြောင့်3ဦးစလုံးဒဏ်ရာရရှိပြီးထွက်ပြေးခဲ့မှုကြောင့်နောက်ကနေလိုက်လံတနက်ပစ်ခတ်ခြင်းခံခဲ့ရပါကြ။၎င်းတို့၏တနက်ပစ်ခတ်မှုကြားကလမ်းမှာတာမန်အသွားလာလုပ်နေတဲ့စိတ်မမှန်သူလူတအုပ်ထိမှန်ကပွဲချင်းပြီးသေဆုံးသွားခဲ့ပါကြ။သေဆုံးသူ၏အမည်မှာ MD David F Shamsu Alam အသက်က33နှစ် Camp 8 Block B21 နေထိုင်သူဖြစ်ပြီး FCN အမှတ်က121816ဖြစ်ကြောင်းသက်ဆိုင်ရာဒုက္ခသည်ခေါင်းဆောင်တဦးကအသိပြုပြောဆိုခဲ့ပါကြ။ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ရှိတ်ဟစီနာအစိုးရဟောင်းဖြုတ်ချခဲ့ပြီးနောက် Professor Dr. Mohammad Yunus ဦးဆောင်တဲ့ကြားဖြတ်အစိုးရတက်လာခဲ့ပြီးဒုက္ခသည်စခန်းများ၌တနက်ပစ်ခတ်တမ်းနဲ့အချင်းချင်းတိုက်ခိုက်မှုမရှိစေရဟုသက်ဆိုင်တဲ့ဇက်ကောင်တွေအားလုံးကို Yunus အစိုးရကသတင်းစကားပါလိုက်ခဲ့ပြီးရိုဟင်ဂျာအချင်းချင်းစီးလုံးညီညွတ်ကြဖို့တိုက်တွန်းချက်ပါရှိခဲ့ပါကြ။ထို့သောဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ကြားဖြတ်အစိုးရကဒုက္ခသည်စခန်းများ၏လုံခြုံရေးကိုစိတ်ရင်းစေတနာနဲ့စိတ်ဆက်ညီနိုင်ကန့်ကွက်ဖြေရှင်းမှုကြောင့်တည်ငြိမ်အေးချမ်းစွာရှိနေခဲ့ကြောင်းဒုက္ခသည်တွေကဆိုပါကြ။
တခြားတစ်ဖက်တွင်ဒုက္ခသည်စခန်းများတွင်ဂဲလ်မိုမတ်ဦးဆောင်၍ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များအားလုံးကိုစပွဲကုံပေါ်အတူတကွထိုင်စေခဲ့ပြီးညီညွတ်ကြောင်းပြသဖို့ထောင်ထဲကြီးတက်ရောက်ခဲ့တဲ့လူထုစည်းဝေးပွဲကြီးတစ်ခုကျင်းပခဲ့ပါတယ်။ဤကဲ့သို့သောအခင်းအကျင်းအောက်တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိရိုဟင်ဂျာဒုက္ခသည်စခန်းများ၌ကြားဖြတ်ဆိုရတဲ့လက်ထက်တွင်အေးချမ်းတည်ငြိမ်ရှိနေခဲ့ပြီးရိုဟင်ဂျာရေးရာမှာလည်းအမျိုးမျိုးသောဖွံ့ဖြိုးတိုးတက်မှုများရှိနေတာကိုတွေ့မြင်လာရပါတယ်။